နေဆိုင်ရဲ့တိတ်တိတ်ပုံကလေးမဟုတ်ပဲနိုင်လူရဲ့တရားဝင်သမီးဖြစ်သွားတဲ့မိုးဆက်ချိုပရိသတ်များလုံးမင်္ဂလာပါရှင်။ဘောင်မစ်လာဘရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နေဆိုင်ရဲ့တိတ်တိတ်ပုံကလေးပါဆိုပြီးလူပြောများနေခဲ့သူမိုးဆက်ချိုကတော့အခုချိန်မှာမင်းသားကြီးနိုင်လူရဲ့သမီးလေးဖြစ်သွားခဲ့ပါပြီ။ဒီလိုဖြစ်သွားရတဲ့အကြောင်းရင်းကလည်းအင်မတန်ကိုရှုပ်ထွေးလာပါတယ်။အားလုံးသိကြတဲ့အတိုင်းလက်တလုံးမှာဆိုရင်အလှမယ်လေးမိုးဆက်ချိုကသူမရဲ့ဖခင်ကိုရှာပုံတော်ဖွင့်နေခဲ့တာပါဖခင်ဖြစ်သူကမြန်မာနိုင်ငံရဲ့နာမည်ကျော်ထိပ်တန်းမင်းသားဖြစ်ပြီးစနေနံပါဝင်တဲ့နာမည်နှလုံးနဲ့လို့ဆိုပါတယ်ဒီအခါမှာပရိသတ်တွေကလည်းနေတိုးများဖြစ်နေမလားနေအောင်များဖြစ်နေမလားနေဆန်းများလားဆိုပြီးတော့စဉ်းစားရခက်နေခဲ့ပါတယ်နောက်ဆုံးသိလိုက်ရတာကတော့ကောင်မလေးရဲ့မျက်နှာပုံစံအနေအထားနဲ့တူညီနေရင်မင်းသားကြီးနေဆန်းဖြစ်မယ်လို့ပြောဆိုနေကြပါတယ်ဒါပေမဲ့နေဆန်းကတော့ဒီလိုမျိုးထွက်ပေါ်လာတဲ့သတင်းတွေကိုမတုံ့ပြန်ခဲ့တဲ့ပြင်သူရဲ့လက်ရှိမိသားစုနဲ့တာယာနေတဲ့ပုံရိပ်လေးတွေကိုပဲတင်ပေးလာခဲ့ပါတယ်သူတို့မိသားစုလေးကအခုဆိုရင်အရန်တာယာနေပြီဖြစ်တာကြောင့်မနှောက်ယှက်ဖို့အတွက်သူ့ရဲ့သမီးလေးကိုတတိပေးလိုက်ပုံပေါ်ပါတယ်။သမီးလေးမိုးဆက်ချိုကလည်းသူမရဲ့ဖခင်ဂုံသိက္ခာထိခိုက်မှာဆိုတဲ့အတွက်နာမည်နှလုံးနဲ့မင်းသားကြီးပါလို့ပြောနေခဲ့ပြီးတော့ဘသူဆိုတာကိုမပြောခဲ့ပါဘူး။ဒါပေမဲ့သူမကဖခင်ကိုအင်မတန်တွေးချင်နေရှာပြီးဖခင်မြတ်တာကိုခံစားချင်နေကြောင်းဝမ်းနည်းစွာပြောနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီလိုမျိုးနေဆန်းရဲ့တိတ်တိတ်ပုံကလေးပါဆိုပြီးလူပြောများနေခဲ့တဲ့အလှမယ်မိုးဆက်ချိုကိုနိုင်လူကသူ့ရဲ့သမီးအဖြစ်သတ်မှတ်လိုက်တော့မှာပဲဖြစ်ပါတယ်။သူကလည်းတစ်ချိန်လုံးကနာမည်ကျော်ခဲ့တဲ့မင်းသားဖြစ်ပြီးနာမည်နှလုံးနဲ့စနေနံပါဝင်တဲ့မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။အဆဆအရာတူညီနေရဖြစ်တဲ့အတွက်နေဆန်းကတကယ်ဖခင်အရင်ဖြစ်ပြီးအတိအမှန်မပြုတ်ရင်တောင်သူကတော့အလှမယ်မိုးဆက်ချိုရဲ့ဖခင်အဖြစ်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကလည်းသမီးလေး၃ယောက်ကိုမွေးဖွားထားခဲ့တာဖြစ်တဲ့အတွက်အလှမယ်မိုးဆက်ချိုကိုအင်မတန်ကိုတနာမိတာကြောင့်ဖြစ်ပါတယ်။သမီးလေးပြောသွားခဲ့တဲ့အချက်တွေတော်တော်များများနဲ့ကိုက်ညီနေရကြောင်းဖခင်အရင်မဟုတ်ပေမဲ့လည်းဖခင်နေရာကနေတာဝန်ယူပေးသွားတော့မှာဖြစ်ပါတယ်။သမီးလေးကအခုချိန်ဒီဖခင်ရဲ့နာမည်ကိုတက်ပြီးတော့ပြောခွင့်မရတာကြောင့်နောက်ပိုင်းမှာဆိုရင်မိုးဆက်ချိုရဲ့ဖခင်နေရာမှာနိုင်လူဆိုပြီးတော့သုံးနှုံးနိုင်တယ်လို့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။သူကဖခင်အရင်မဟုတ်ပေမဲ့လည်းသားသမီးချင်းကိုချင်းစာနာတဲ့စိတ်နဲ့အခုလိုမျိုးသမီးလေးကိုတာဝန်ယူခဲ့ရပါ။ဒါပေမဲ့အမှန်တကယ်ဖခင်အရင်ဖြစ်သူကတော့သူရဲ့ပထမအိမ်တော်နဲ့ရရှိခဲ့တဲ့သမီးလေးကိုတိတ်တိတ်ပုံကလေးပါဆိုပြီးတော့အခေါ်ခံနေရတာကိုအဖက်မလုပ်ခဲ့ပါဘူး။သူရဲ့သမီးဆိုပြီးတကားမှတောင်အသိမှမပြုခဲ့ပဲပြစ်ပယ်ထားခဲ့တာဖြစ်ပါတယ်။တကယ်ဆိုရင်သူမတို့သားမီးတွေကမှတကယ်စစ်မှန်တဲ့မိသားစုဖြစ်ပြီးတိတ်တိတ်ပုံလို့ခေါ်စရာအကြောင်းရင်းလည်းနည်းနည်းမှမရှိပါဘူး။တရားဝင်လက်ထပ်ထားခဲ့တာဖြစ်ပြီးတော့သမီးလေးအသက်3နှစ်အရွယ်အထိတောင်ပေါင်းသိမ်းခဲ့တာဖြစ်ပါတယ်။ဒါကိုဟန်ဆောင်ကောင်းတဲ့မင်းသားကြီးကတော့ဖုံးကွယ်ထားခဲ့ပြီးအခုချိန်မှာသမီးလေးမိုးဆက်ချိုကတိတ်တိတ်ပုံသမီးဆိုပြီးအခေါ်ခံနေခဲ့ရပါတယ်။ဒါကြောင့်သားသမီးချင်းကိုချင်းစာနာပြီးတော့ဖခင်စိတ်အပြည့်ရှိတဲ့မင်းသားကြီးနိုင်လူကနေဆိုင်ရဲ့တိတ်တိတ်ပုံကလေးလုံးမနေပဲသူရဲ့တရားဝင်သမီးလေးအဖြစ်ခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။အလှမယ်လေးမိုးဆက်ချိုကတော့အသက်3နှစ်အရွယ်ကလေးဘဝတွေကအခုချိန်ထိဖခင်ကိုအနီးကပ်တွေ့ခွင့်မရခဲ့ရှာပါဘူး။ဒါပေမဲ့တနာကျင်နာတတ်တဲ့မင်းသားကြီးနိုင်လူကတော့ဖခင်ဖြစ်ပေးမယ်လို့ပြောခဲ့တာပါ။ဒီလိုမျိုးနေဆိုင်ရဲ့တိတ်တိတ်ပုံကလေးအဖြစ်ကနေကျင်နာတတ်တဲ့မင်းသားကြီးနိုင်လူရဲ့တရားဝင်သမီးလေးအဖြစ်ရောက်ရှိသွားပြီဖြစ်တဲ့မိုးဆက်ချိုရဲ့အဖြစ်ပုံမှာပရိသတ်ကြီးတို့ရောဘယ်လိုမျိုးထင်ကြပါသလဲရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။